နွေရသည့်မနက်ခင်းလေးတစ်ခုမှာပေါ့ကောင်မလေးတူဟာဝေးပြေးလမ်းမပေါ်မှာကားတွေကိုတစ်စီးပြီးတစ်စီးတားနေပါတယ်အဲ့ဒီဝေးပြေးလမ်းမကြီးကတော့ကယ်လီဖိုးနီးယားကိုသွားတဲ့လမ်းမကြီးဖြစ်ပြီးကောင်မလေးကတော့အသက်22နှစ်နဲ့ရွှေဝါရောင်စပင်လေးကိုပိုင်ဆိုင်ထားသူလေးတူဖြစ်ပါတယ်သူကနွေရသည့်ကျောင်းပိတ်ရက်မှာကယ်လီဖိုးနီးယားမှာရှိတဲ့သူတငယ်ချင်းစီကိုဆပ်ပရိုက်အနေနဲ့တွားရောက်လေးပတ်ဖို့ပဲဖြစ်ပါတယ်တကားပြီးတကားတားပြီးတဲ့နောက်မှာတော့နောက်ဆုံးမှာသူ့ကိုတင်ခေါ်တော့မဲ့ကားလေးတစ်စီးနဲ့တွေ့ခဲ့ပါတယ်အဲ့ဒီကောင်မောင်းလာတဲ့လင်မယားနှစ်ယောက်ဟာအရန်ကိုချင်းချပြီးခေါ်ရွေကြပါတယ်အဲ့ဒီကားပိုင်ရှင်လင်မယားဟာလည်းကောင်မလေးကိုလမ်းကြုံတင်ခေါ်သွားခဲ့ပါတယ်ကားပေါ်ရောက်တော့ကောင်မလေးလည်းကားပိုင်ရှင်လင်မယားနဲ့အလာဘာတာလာဘာတွေပြောကြတာပေါ့ဒီလိုနဲ့သူတို့တဖြည်းဖြည်းမောင်းလာကြရင်စီရိုင်းဆိုင်ကိုရောက်ရှိခဲ့ပါတယ်ဟိုလင်မယားနှစ်ယောက်ကတော့ကားလေးကိုစီးပြေးကြပါတယ်ကောင်မလေးကတော့အပေါ်ပေါ်လေးပါလေးသွားတာပေါ့အဲ့ဒီကားပိုင်ရှင်လင်မယားဟာလည်းကောင်မလေးကိုစိတ်ရှိလက်ရှိနေကိုစောင့်ပြီးတော့ခေါ်သွားခဲ့တယ်ဗျာဒီလိုနဲ့သူတို့တွေခီးဆက်လာခဲ့ကြရင်တော်လန်လေးတစ်ခုနာရောက်တော့အားလုံးဟာပေါက်တွဲသွားကြဖို့ကားပေါ်ကနေပြီးတော့အကုန်ဆင်းခဲ့ကြပါတယ်အဲ့ဒီချိန်မှာပဲကားမောင်းနဲ့ယောက်ျားဖြစ်သူကလမ်းကြုံလိုက်လာတဲ့ကောင်မလေးကိုဖမ်းဆီးချုံနှောင်လိုက်ပါတယ်ကောင်မလေးကိုမယိုးနိုင်အောင်လက်တွေကိုကျိုးနဲ့တုပ်လိုက်တယ်ပြီးတော့ပါးစပ်ကိုလည်းအဝတ်နဲ့ပိတ်တယ်မျက်လုံးကိုလည်းစီးလိုက်တယ်အဲ့ဒီချိန်မှာအမျိုးသမီးလို့သူဟာယောက်ျားလို့သူများကိုလက်ပိုက်မျက်နှာလွှဲပြီးတော့သာနေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ကောင်မလေးကိုကားပေါ်ပြန်တင်ပြီးလေဘင်းကိုတော့နဲ့ခက်ခဲလိုက်ပါတယ်ဒီလိုနဲ့အိမ်ကိုရောက်တော့ယောက်ျားဖြစ်သူကကောင်မလေးရဲ့အင်ကြီးကိုဆွဲပြစ်လိုက်တယ်ပြီးတော့ကြာဖို့တွေနဲ့တရွှွှွရိုက်တာပေါ့ဒီလိုနဲ့ကောင်မလေးလေးမျက်လုံးကမမြင်ရပါဇက်ကစကားပြောမရနဲ့ဘာလို့ဒီအဖြစ်ဆိုးကြီးကငန်းထဲမှာလာကြုံတွေ့ရပါလဲလို့သူ့ကိုယ်သူတွေးမရဖြစ်နေပါတယ်အဲ့ဒီလိုယောက်ျားလို့သူကကောင်မလေးရဲ့ပေါ်နှိပ်စက်နေတဲ့မြင်ကွင်းတွေကိုမိန်းမဖြစ်တဲ့သူကကြည့်မနေခဲ့ပဲခုံတလုံးပေါ်ထိုင်ပြီးတော့တမချမ်းသာတွေကိုပဲဖတ်နေခဲ့ပါတယ်ဗျာအဲ့ဒီလိုနဲ့ယောက်ျားဖြစ်တဲ့သူကကောင်မလေးကိုနှိပ်စက်လို့အားရပြီးတဲ့နောက်မှာတော့အိမ်ပြန်ခဏထွက်ခဲ့လိုက်တယ်ကောင်မလေးကိုတော့မြေအောင်ခင်းထဲမှာပဲချွတ်တုရဲ့ထားခဲ့ပါတယ်ယောက်ျားဖြစ်တဲ့သူပြန်ထွက်သွားတော့တမချမ်းသာဖတ်နေတဲ့မိန်းမကလည်းကောင်မလေးရဲ့ခြေတွေကိုအောက်ထပ်ကိုဆင်းပြီးတော့ကြည့်လိုက်တယ်ယောက်ျားဖြစ်တဲ့သူရဲ့လုပ်ရည်တွေကိုမကြိုက်ပြီမဲ့လေသူလည်းကောင်မလေးကိုလွတ်မပေးရဘူးလေဗျာခဏနေတော့ယောက်ျားဖြစ်သူကအိမ်ကိုပြန်လာခဲ့ပါတယ်ကောင်မလေးရှိကိုတွားပြီးကောင်မလေးကိုရေတစ်ခွက်တိုက်လိုက်ပါတယ်ပြီးကြတော့ဒိတ်ကန်ခွက်တစ်ခွက်ပြင်ဝယ်ခဲ့ပါတယ်ကောင်မလေးကိုအပေါ်ပါသွားတဲ့ဒီခွက်ထဲမှာပဲတွားလို့ပြောပြီးတော့လင်မယားနှစ်ယောက်အိယာဝင်ခဲ့ကြပါတယ်ကောင်မလေးကိုတော့ကျိုးတို့ရဲ့ဒီထားခဲ့တာပေါ့ဗျာအိယာပေါ်ရောက်တော့မိန်းမဖြစ်သူကယောက်ျားဖြစ်သူကိုကောင်မလေးကိုတို့ဘလောက်ကြာကြာဖမ်းတတ်မှလဲလို့မေးလိုက်တယ်ရှင်ဒီကောင်မလေးကိုဖမ်းတတ်တာကိုကျွန်မဘာမှမပြောလို့ဘူးဒါပေမဲ့ရှင်ဒီကောင်မလေးနဲ့မအိပ်ပါဘူးဆိုတဲ့ကလေးကိုကျွန်မကိုပေးရမယ်လို့မိန်းမဖြစ်သူကပြောလိုက်တယ်လင်းဖြစ်သူကလည်းကောင်းပြီငါဒီကောင်မလေးနဲ့ဘယ်တော့မှမအိပ်ဘူးလို့သူမိန်းမကိုကတိပေးလိုက်တယ်နောက်နေ့မှာတော့လင်းဖြစ်တဲ့သူကတစ်တက်တစ်လုံးဝယ်လာလိုက်တယ်ပြီးတော့အဲ့တစ်တက်ကိုပေါက်ဖောက်တယ်ပိုက်တစ်လုံးနဲ့ဆက်ပြီးလေးရှူပေါက်ရအောင်လုပ်တယ်အဲ့ဒီလိုပြင်ဆင်ပြီးတဲ့နောက်မှာတော့ယောက်ျားဖြစ်တဲ့သူကကောင်မလေးကိုအဲ့တစ်တက်ထဲမှာပဲအိပ်စေခဲ့တယ်ဗျာအဲ့ဒီချိန်မှာကောင်မလေးပျောက်သွားတဲ့အတွက်ကောင်မလေးရဲ့မိဘတွေကရဲစခန်းကိုအမှုဖွင့်တိုင်ကြားပါတယ်ဒါပေမဲ့ရဲတွေဘလောက်ရှာကောင်မလေးကိုပြန်လည်မတွေ့ရှိပါဘူးအဲ့လိုနဲ့ရဲတော်ကြလာတော့မိမဖြစ်သူမှာကိုဝင်ရလာခဲ့ပါတယ်မိမဖြစ်သူကတော့သူ့ယောက်ျားကောင်မလေးကိုယခုလိုဖမ်းချုပ်ထားတာကိုလုံးဝမကြိုက်ပါဘူးဒါကြောင့်မို့လှုပ်ပေးတဲ့လှုပ်ပေးအောင်သူ့ယောက်ျားနဲ့တိုင်ပင်လိုက်တယ်ဒါပေမဲ့လည်းယောက်ျားဖြစ်တဲ့သူကကောင်မလေးကိုအခုလှုပ်ပေးလိုက်ရင်ငါတို့ရဲတွေလာဖမ်းနိုင်တယ်လို့သူမိမကိုပြောလိုက်ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့သူတို့လင်မယားနဲ့ဟာမြို့တစ်မြို့ကိုပြောင်းလာခဲ့ရပါတယ်ကောင်မလေးကိုတော့ကားပေါ်မှာတစ်တက်ထည့်ပြီးခေါ်လာခဲ့ကြတာပေါ့အခုဆိုရင်ကောင်မလေးကိုစတင်ဖမ်းချုပ်ခဲ့တာရက်ပေါင်း230ရက်ရှိခဲ့ပြီပဲဖြစ်ပါတယ်တကယ်တမ်းကျသူ့ရဲ့မိန်းမလုပ်တဲ့သူဟာခြေရောက်တစ်ဖက်မတန်ဆွမ်းတဲ့လောကီတတစ်ယောက်ပါအခုဆိုရင်သူမိန်းမဟာကိုဝင်ကြီးနဲ့တစ်ဖက်ဆိုတော့အိမ်မှုကိစ္စတွေကိုလုံးဝမလုပ်နိုင်တော့ပါဘူးအဲကြောင့်မို့လမ်းကြုံလိုက်လာတဲ့ကောင်မလေးကိုကျွန်တယောက်အနေနဲ့ခိုင်းစီဖို့သူတို့ဖမ်းခေါ်လာခြင်းဖြစ်ပါတယ်ဗျအခုဆိုရင်သူတို့ကောင်မလေးကိုဖမ်းချုပ်ထားတာတနေ့ပြီးတော့မှာပါလင်းဖြစ်သူဟာကောင်မလေးကိုဒီလိုပြောခဲ့ပါတယ်ကဲကောင်းပြီငါနင်းကိုဒီနေ့ဆက်ပြီးဖမ်းဆီးမထားတော့ဘူးဒါပေမဲ့တကယ်လို့သာနင်းထွက်ပြေးခဲ့မဲ့ဆိုရင်ကတော့နင်းရဲ့တက်ကိုငါအာမခံပေးနိုင်မှာမဟုတ်ဘူးငါကကျွံရောင်းဝယ်ရေးကုမ္ပဏီနဲ့တောင်ချိတ်ဆက်ပြီးသွားပြီအခုဆိုရင်နင်းအတွက်ကျွံမက်ဆင်တောင်ရနေပြီတကယ်လို့သာနင်းရဲစခန်းကိုသွားတိုင်မယ်ဆိုရင်လည်းအဲ့ဒီကရဲတွေကငါတို့ကုမ္ပဏီကလူတွေပဲကံကောင်းထောက်မှလို့နင်းရဲ့အိမ်ကိုပြန်ရောက်သွားတယ်ဆိုရင်တော့မှနင်းမိဘတွေရဲ့အသက်ကိုငါအာမခံမပေးနိုင်ဘူးအလုပ်တွေပြောပြီးနောက်မှာတော့အဲ့ဒီကောင်ဟာကောင်မလေးကိုစာရုပ်တစ်စောင်ပေးပြီးလက်မှတ်အတင်းထိုးစေခဲ့ပါတယ်နင်းဒီစာချုပ်ပါချက်လက်တွေကိုဖောက်ပြမဲ့စီရင်ကတော့တရားဥပဒေအရနေရင်ဆိုင်ရလိမ့်မယ်ဆိုပြီးတော့ကောင်မလေးကိုစတင်ချင်းချောက်ပါတော့တယ်
လင်ဖြစ်သူအဲ့ဒီကောင်ဟာကောင်မလေးကိုကျွန်းစိတ်ရိုက်သွင်းပေးခဲ့တာယခုဆိုရင်တနစ်တိတိပြေးခဲ့ပြီပဲဖြစ်ပါတယ်။နောက်နေ့ရက်ဆက်ပြီးတော့ကောင်မလေးဟာအိမ်ကဝေယဝိဆတွေအကုန်လုံးကိုလုပ်ရပါတော့တယ်။သူ့ရဲ့လေပင်ကိုလည်းခွေးတစ်ကောင်ရဲ့လေဘက်ကိုပတ်ပြီးထားခဲ့ပါတယ်။အဲ့ဒီကောင်ကအလုပ်တွေပြုတ်မှုထားတော့ကောင်မလေးကလည်းသူ့ကိုတခင်တယောက်အနေနဲ့တတ်မလိုက်ပြီးကျွန်တယောက်အနေနဲ့ဘာခိုင်ခိုင်လုပ်ဖို့စိတ်ထဲမှာ ready ဖြစ်နေခဲ့ပါပြီ။အဲ့ဒီရက်ဆက်ပြီးကောင်မလေးလည်းသူတို့အိမ်ကဝေယဝိဆမှန်သမျှကိုအကုန်လုပ်ပေးရပါတော့တယ်။ဟိုကောင်ကတော့ဟန်မပြက်အပြင်မှာသွားလိုက်လာလိုက်စားလိုက်နေပေါ့။တိမ်ကြခင်မှာပဲသူမိမကလေးမွေးခဲ့ပါပြီ။အဲ့ဒီကလေးကိုလည်းသူကိုယ်တိုင်ပဲမွေးပေးခဲ့တာပါ။ကလေးတစ်ဖက်နဲ့သူမိမဖြစ်သူကတော့ဝေယဝိဆတွေအကုန်လုံးကိုလုံနေရတဲ့ကျုံမလေးကိုစတင်ပြီးမနာလို့ဖြစ်လာပါတယ်။အဲ့ဒီကောင်မလေးဘာပဲလုပ်လို့သူမိမကတော့တခုမဟုတ်တခုအပြစ်ရှာပြီးသူ့ယောက်ျားကိုတိုင်ပါတယ်။အဲ့ဒီလိုသူမိမကကြောက်တုံးပြီးတိုင်လေးဟိုကောင်ကတော့ကျုံမလေးကိုနှိပ်စက်လေးပေါ့ဗျာ။အဲ့ဒီလိုနဲ့အချင်းကြလာတော့ကောင်မလေးလည်းသူ့ကိုယ်သူကျွန်းတယောက်အနေနဲ့တတ်မလိုက်ပါပြီ။ဒါကြောင့်မို့အခုဆိုရင်ကောင်မလေးကိုအရင်ပြင်ဘက်ကလှုပ်တီတောင်ခိုင်းလို့ရနေပါပြီ။အဲ့ဒါကြောင့်မို့အခုဆိုရင်တခင်ပြတဲ့သူကတော်ရီဘာတွေတဲ့ထင်းခုတ်သွားရင်တောင်ကောင်မလေးကိုခေါ်သွားနေပါတယ်။အချင်းကြီးကြလာတဲ့နေ့မြသူတို့နှစ်ယောက်တယောက်နဲ့တယောက်ရင်းနှီးလာကြပြီးအခုဆိုရင်ကောင်မလေးကအဲ့ဒီကောင်ရဲ့ဒုတိယမယားလိုတောင်ဖြစ်နေခဲ့ပါပြီ။ယောက်ျားဖြစ်သူအခုလိုလုပ်နေတာကိုမိန်းမဖြစ်တဲ့သူကလုံးဝမကြိုက်ပါဘူး။ဒါပေမဲ့သူကလည်းသူ့ယောက်ျားကိုမနိုင်လေတော့ဘာမှပြောလို့မရခဲ့ဘူး။ကြာလာတော့မိန်းမဖြစ်တဲ့သူကလည်းကောင်မလေးကိုတဖြည်းဖြည်းတနာလာတယ်လေ။ဒီမှာတော့သူတို့လီမြန်နေဟာအိမ်ပြင်ကိုခဏထွက်ခဲ့ကြပါတယ်။သူတို့ဟာအိမ်တကားကိုတမခက်ခဲကြပြီမဲ့လေကောင်မလေးကတော့ထွက်ပြေးခြင်းမရှိပဲသူ့ရဲ့လှုပ်ရှားရှိတဲ့အလုပ်တွေကိုသာလုပ်နေခဲ့ပါတယ်။ကောင်မလေးရဲ့အုံနောက်ထဲမှာဂျွန်အသီးစိတ်တွေပဲရှိတော့တာမို့ဟိုငနာကောင်ကတော့ကြေပြီးပြုံးပြုံနေခဲ့ပါတယ်။ဒါပေမဲ့သူနဲ့ဆက်ညင်မဲ့သူမိမကတော့ကောင်မလေးကိုတနာလုံးလို့တမချမ်းသာတွေတောင်တင်ပေးနေပါတယ်။အခုဆိုရင်အဲ့ဒီငနာကောင်ကဂျွန်မချောချောလေးနဲ့ပဲအိယာဝင်มาတော့တယ်။သူမိမဆိုတာကြီးကိုခေါင်းထဲမှာရှိတော့မဲ့ပုံမပေါ်ပါဘူး။ကောင်မလေးကတော့သူ့ရဲ့တခင်အပေါ်မှာရောသူမိမအပေါ်မှာပါဂျွန်ဝရရတွေလုံးဝကိုကြည်ပုံခဲ့ပါတယ်။အခုဆိုရင်သူတို့နှစ်ယောက်မွေးထားတဲ့ကောင်မလေးတောင်တော်တော်အရွယ်ရောက်လာပါပြီ။အခုချိန်ကြီးဆိုရင်သူတို့နှစ်ယောက်ကကောင်မလေးကိုကျွန်းဆက်သွင်းခဲ့တာ2310ရက်တိတိရှိခဲ့ပါပြီအချိန်တွေကအလုံးကိုကြာညောင်းခဲ့ပါပြီတခင်ပြတဲ့သူကတော့ကောင်မလေးကိုသူ့ရဲ့တရားဝင်ဇနီးမယားဖြင့်တိမ်ပိုက်ချင်နေခဲ့ပါပြီဒါကြောင့်မို့အဲ့ဒီကောင်ကကောင်မလေးကိုလီဆယ်ပြီးတော့ပြောလိုက်တယ်ကုမ္ပဏီကနေပြီးတော့မင်းကိုအိမ်ပြန်ခွင့်ရဖို့ငါတောင်းဆိုထားတယ်ဒါပေမဲ့စံတက်ချက်တစ်ခုတော့လုပ်ရလိမ့်မယ်အဲ့ဒီစံတက်ချက်အောင်မြင်ပြီးမှသာမင်းအိမ်ပြန်ခွင့်ရလိမ့်မယ်လို့ကောင်မလေးကိုလိန်ညာပြီးတော့ပြောလိုက်ပါတယ်အဲ့နောက်မှာတော့သူကကောင်မလေးကိုအိမ်ပြင်ဘက်ကိုခေါ်သွားခဲ့တယ်။တနက်တက်လက်ပေးလိုက်တယ်။ပြီးတော့အဲ့တနက်ကိုသူမရဲ့ပါဇက်ဝါကိုတိတ်ခိုင်းလိုက်တယ်။ပြီးတော့ခလုတ်ကိုမင်းကိုယ်တိုင်ပဲဆွဲလိုက်လို့ပြောလိုက်တယ်။ကောင်မလေးလည်းသူခိုင်းသမျှကိုအကုန်လိုက်လုပ်ခဲ့ပါတယ်။ဒီလိုနဲ့ပဲကောင်မလေးကသူ့ရဲ့စံသက်ချက်ကိုအောင်မြင်သွားခဲ့တယ်။ဒီလိုနဲ့ကောင်မလေးကအိမ်ကိုခဏတပြုတ်ပြန်ခွင့်ရခဲ့ပါတယ်။ဒါပေမဲ့ဘေးမှာတော့ဟိုကောင်ရောတော့ပါတာပေါ့။အိမ်ကလူတွေကတော့4နှစ်5နှစ်လောက်ပြောင်းနေတဲ့ကောင်မလေးကိုပြန်ပြီးတွေ့တော့အားလုံးပဲပျော်ရွှင်နေကြပါတယ်။ကောင်မလေးကတော့သူ့တခင်မှာထားတဲ့အတိုင်းသူနဲ့အတူတူပါလာတာသူ့ရဲ့ခင်မွန်းတယ်ပါလို့လိန်ပြီးတော့သူ့ရဲ့မိသားစုကိုပြောလိုက်ပါတယ်။ကောင်မလေးကလည်းပြောမင်းရွှေရွှေနဲ့ပြောနေတာဆိုတော့သူ့ရဲ့မိဘတွေကလည်းသူတို့နှစ်ယောက်ဟာတကယ်လင်မယားတွေလို့ထင်သွားကြတာပေါ့။အကယ်လို့သာကောင်မလေးကဖြစ်အမှန်တွေကိုသူ့မိဘတွေကိုပြောပြခဲ့ရင်နင်တို့တမိသားစုလုံးကိုကုမ္ပဏီကလူတွေနဲ့တက်ခိုင်းပြမယ်လို့ကြိုပြီးချင်းချောက်ထားခဲ့တာပါ။ဒါကြောင့်မို့လဲကောင်မလေးဟာလူကြီးတွေမိသမျှကိုဝေးလေကြောင်ပဲလုပ်ပြီးတော့သာပြင်နေခဲ့ပါတယ်။အဲ့ဒီလိုနဲ့ကောင်မလေးကသူ့မိဘတွေနဲ့ရဲတော်ချနေပြီးတဲ့နောက်မှာတော့သူရဲ့တခင်နောက်ကိုပြန်လိုက်ခဲ့ရပါတယ်။အဲ့လိုနဲ့အိမ်ကိုရောက်တော့ထုံးစံတိုင်းကျွန်းတယောက်အနေနဲ့ဆက်ပြီးနေပေးရတာပေါ့။နောက်နေ့မှာတော့မိန်းမဖြစ်တဲ့သူဟာကားတစ်စင်းနဲ့ဒီအင်းကြီးမှမနေတော့ဘူးလို့ဆုံးဖြတ်ပြီးထွက်သွားဖို့ပြင်ပါတယ်။သူကကောင်မလေးကိုလည်းတနာပြီးသူကလည်းတမီမင်းကလေးကိုမွေးထားတယ်ဆိုတော့ဒါသမီးချင်းကိုချင်းဆာမိသွားတယ်လေ။ဒီလိုနဲ့ကောင်မလေးကိုသူ့ယောက်ျားရဲ့လိန်စင်တွေအားလုံးကိုပြောပြလိုက်ပါတယ်။အဲ့နောက်မှာတော့သူကကောင်မလေးကိုဝေးပြေးကားဂိတ်ပေါ်တင်ပေးလိုက်တယ်။သူကိုယ်တိုင်လည်းကားတစ်စီးနဲ့အဲ့ဒီအိမ်ကနေထွက်ခဲ့လိုက်တော့တယ်။ဇလန်လေးကဒီမှာပဲပြီးဆုံးသွားပြီမဲ့ဒါကတကယ်ကိုဖြစ်ပျက်ခဲ့တဲ့ဖြစ်ရမှန်ဇလန်ကြီးပါ။ပြစ်မှုကျူးလွန်သူဟိုကောင်ကတော့ထောင်ဒဏ်100လေးနဲ့ကြာခင်သွားခဲ့ရပါတယ်။မိတ်ဆွေတို့လည်းဒီလိုဖြစ်ပျက်ကြီးတဲ့မှာကြီးသွားလာယူဆိုင်ကြပြီးဘေးအနေရပေါင်းမှကင်းဝေးစေဖို့ကျွန်တော်မြတ်တာဖို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။